အားလုံးပဲမင်္ဂလာပါခင်ဗျာဝိထုကောင်စာအုပ်ကောင်နဲ့ဖြစ်ရမှန်ဇလံကလေးတွေကိုတင်ဆက်ပေးနေတဲ့ KBS Channel ကလေးကနေယူမှကြိုးဆိုပါရခင်ဗျာဒီကနေ့ပြပြပေးခြင်းတဲ့ဇလံကလေးကတော့ဆရာပိုင်ရဲ့ဘဝအစဆိုတဲ့ဇလံကလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအခုလိုအစီအစဉ်လေးကိုတိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါဦးခင်ဗျာအစဉ်တည်းဖြစ်ရင်အစီအစဉ်လေးကိုစလိုက်ကြရအောင်ခင်ဗျာလူတိုင်းကိုစီနောက်ခံတမိုင်းဘဝအစဆိုတာရှိကြစမြဲပါကျုပ်ဟာယခုအခါမှာဆရာပိုင်ဟုဂမ်ဘီယာလောကမှာလူသိများလာခဲ့ပြီတို့တော့လေလွန်ခဲ့တဲ့အနှစ်20ကျော်ကကျုပ်ဟာတောင်တန်းကြီးတွေဝန်းရံထားပြီးလေကွင်းရခွင်းများနဲ့ပြည့်နေတဲ့အင်းဆောက်ရွာကတမန်ရွာသားကလေးတယောက်မျှတာဖြစ်ပါတယ်တို့တော့ကျွန်တော်ကိုမွေးဖွားခဲ့စဉ်ကရွာကထူးထူးဆန်းလေးဟုခေါ်ကြပါတယ်အဘယ်ကြောင့်ဆိုတော့မိခင်ဝမ်းမှမွေးဖွားလာမဲ့ညတကောင်ရံမှာရွာဦးเจ้าကခေါလောင်းကြီးဟာဘယ်သူမှမသိပါပဲသုံးချက်တိုင်အောင်အလိုလိုမြည်ခီးသွားတယ်ကျုပ်ရဲ့ရင်ဘတ်မှာလဲဝေးရပါအင်ကွက်တရံအမှတ်သားပါလာခဲ့တာကြောင့်ဖြစ်ပါတယ်ကျုပ်10နှစ်သားအရွယ်မှာဖခင်ကြီးဦးမြိုင်ဟာရွာထဲမှာစပားများတစ်များကိုဝယ်ယူရောင်းချ၍စီးပွားရေးရှာလေတယ်အလွန်တရာစီးပွားရေးကောင်းတာကြောင့်မိသားစုဘဝကလေးဟာပျော်ရွှင်စရာကောင်းတဲ့မိသားစုကလေးဖြစ်ခဲ့ပါတယ်ဒီနေ့မှာလောကတို့ရဲ့ထုံးစံအတိုင်းမျက်နှာပွင့်လျင်မနာလိုသူများလည်းရှိလာလေတယ်ကျွန်ုပ်တို့စီးပွားရေးဖြစ်နေတာကိုမကြည့်ရနိုင်တော့လူတချို့ဟာအတော်နာမည်ကြီးတဲ့အောက်လန်းဆရာတယောက်ကိုငွေကြေးပေးပြီးဖခင်ဖြစ်သူကိုတေအောင်ပြူစားရန်မကောင်းသောအကြံစီများကိုကြံစီပါတော့တယ်ထိုနေ့ညကလက်ွယ်ညဖြစ်တယ်ကျုပ်ကရင်ပေါ်မှာအဲ့နေတဲ့အချိန်ရုတ်တရက်အဖေဟာဟော်ဟစ်တဲ့အတန်ဖတ်ပေါ်လာတယ်အာကဲကြပါဦးငါရင်ဘတ်တွေလှန်နဲ့ထိုးနေလို့ပဲကျုပ်အမေဟာလက်နိုးလာပြီးကြည့်လိုက်တယ်တွေ့ရတဲ့မြင်ကွင်းကြောင့်တွေးခဲမတက်ကြောက်လန့်သွားရတယ်အဖေဟာကရင်ပေါ်မှာလူ့လှိမ့်ပြီးသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာတွေးကြောများထောင်ပြီးတူးလို့ပေါ်ပေါက်လာတယ်ဒါနဲ့အိမ်မှာရှိတဲ့ဆေးရှာပြီးတိုက်တယ်လူဆေးတွေလည်းလူပေးတယ်မရဘူးတက်တာလိုက်ပေါ်လာလိုက်နဲ့တညကုံဆုံးသွားတယ်ကျုပ်တို့မိသားစုတွေအဲ့ဒီညကမအိပ်ရဘူးဗျနောက်တစ်နေ့ရောက်တဲ့အခါတာမန်ဆေးမီးတို့နဲ့ကုတယ်မတတ်တော့ဘူးမတတ်တာတဲ့အပြင်ပူဆိုးလာတယ်အဖေဟာတရက်နဲ့တရက်ပိန်ချောက်လာပြီးအတန်းရည်ဆိုးလာရတယ်အဖေဟာအဲ့ရထဲမှာလဲနေတာတပတ်လောက်ရှိပြီတညမှာအရှင်နေပူဆိုးလာပြီးတတိလက်သွားတယ်အရှင်တော်ကြတဲ့အခါရုတ်တရက်ထထိုင်ပြီးမျက်ထောက်နေကြီးနဲ့ကျုံတဲ့အမေကိုရန်ချတယ်ဗျအတန်ကလည်းသူ့အတန်မဟုတ်ပဲဟိမ့်ထွက်နေတယ်မောင်မြိုင်ရဲ့အသက်ကိုငါလာယူတာဘယ်သူမှငါ့ကိုသားလို့မရဘူးပြောဆိုပြီးတဟားဟားနဲ့ကြီးနေတယ်အမေကလည်းငိုယိုပြီးနောက်တစ်နေ့မှာဆရာကိုပင့်တယ်အရင်လိုပါပဲဗျာတက်တာလိုက်ပြန်ဖြစ်လိုက်နဲ့ရဲရွာဆိုတော့သိတယ်မဟုတ်လားဗျဘယ်ဆရာကောင်းလဲကောင်းတဲ့ဆရာတရင်ရတာနဲ့ကုကျင်နေကြတာဒီလိုနဲ့ဆရာခြာကြတာပေါ့ဗျာတရက်မှာထက်တဲ့ဆရာတူရှိတယ်ဆိုလို့တရင်မရင်ပင့်လိုက်တယ်ဆရာကတော့ဘယ်ကဆရာလဲမသိပါဘူးဗျာနယ်လှည့်ပြီးစေးကူးသားတယ်ပြောတယ်အိမ်ကိုရောက်လာတယ်နှစ်ယောက်ဗျဒါနဲ့နေရာထိုင်ခင်းပေးလိုက်တယ်ဆရာနဲ့သူ့နောက်လိုက်ကနေရာမှာထိုင်ချလိုက်ပြီးဘယ်လိုဖြစ်တာလဲဗျယောဂါကကျွန်တော်အမိကဆရာရဲ့အရှိမရိုးရိုးသေးသေးလေးထိုင်ပြီးသူများပြူစားတာပါရှင်စီးပွားရေးလေးကအဆင်ပြေလေတော့မလို့တဲ့သူကလောက်တယ်ထင်ပါတယ်ဒါနဲ့အထက်လန်းဆရာကြီးတွေမပြကြည့်ဘူးလားပြကြည့်ပါတယ်ရှင်တက်တာလိုက်ပြန်ပေါ်လာလိုက်နဲ့လုံးလုံးတော့မပြောက်ကင်းသေးပါဘူးဒီအနီးနားကဆရာတွေဆိုတာကလည်းစေပညာကိုအခြေခံလောက်တင်ယူထားကြတာဆိုတော့အခုလိုပယောဂကြီးကြီးမားမားကြတော့အမြင့်မဖြတ်နိုင်ကြဘူးထင်ပါတယ်ရှင်ဟုတ်တော့လေဟုတ်တယ်ဗျရဲရွာဆိုတာကလေယာလောက်ပြီးအေးအေးချမ်းနေကြတာအလိုဆုံးရွာမှာရှိမှဆုံးမလောက်ပဲရှိတာဗျဆုံးမဆိုတာကလည်းခေါ်စာပြစ်ပေးလိုက်ရင်ပြီးရပါရဲ့ဗျာဒါကြောင့်စေးပညာမှာတစ်ဖက်ကတက်မြောက်တဲ့ဆရာဆိုတာအလွန်ချတာပေါ့ဗျာဘာမှမပူနဲ့ဆရာရောက်လာပြီတောက်ကင်းပြီလို့တော့မှတ်ပြီးတော့ဟုတ်ပြီလားဟုတ်ကဲ့ဝမ်းသာလိုက်တာရှင်ဆရာရဲ့အပြောကြောင့်အမေကဝမ်းသာသွားပုံရတယ်ဒါနဲ့ဆရာကကဲယောဂစစ်မဲ့ရေတစ်ခွက်ယူခဲ့ဟုတ်ကဲ့ဆရာအမေကရေတစ်ခွက်ကိုခတ်ပေးလိုက်တယ်သူ့စီမှာပါလာတဲ့ဆေးတောင်အပြားသေးလေးကိုကျုပ်ရဲ့အဖေကိုတိုက်လိုက်တယ်15မိနစ်လောက်ကြာတဲ့အခါမှာကျွန်တော်ရဲ့အဖေကထိုးအံနေဗျဟုတ်ပြီအန်ချလိုက်ပြဆူဆူနဲ့ဆရာကအနီးနားမှာရှိတဲ့ထွေးကန်ကိုထိုးခံလိုက်တယ်အန်လို့လည်းပြီးရောအားလုံးကြည့်လိုက်တော့ကျွန်တော်အပါဝင်အမေပါအံ့ဩသွားတယ်ဘာကြောင့်လဲဆိုတော့ထွေးကန်ထဲမှာဖောင်းပွားနေတဲ့အသားစားတွေသပင်မွေးတွေအများကြီးပဲဗျာဆရာလောက်တူကတွေ့မဟုတ်လားဒါကြောင့်သူအတော်ခံနေရတာပေါ့လောက်ထားတာကမနေမနှောပဲဟုတ်ပါတယ်ရှင်ကျမဖြစ်ဒါမျိုးတစ်ခါမှမြင်ဘူးပါဘူးရှိသေးတယ်
အိမ်မတက်ဘူးဒီအိမ်မြေမှာတစ်ခုခုအတိုက်ရှိရမယ်ဟာပါဆရာချာရေးမယ်ကဲတပည့်ကြီးဒီထွေးကန်ထဲကအပင်းတွေကိုသွားဆင်းမြုပ်လိုက်ရှိကွာဟုတ်ကဲ့ဆရာပြောဆူဆူနဲ့ဆရာနဲ့အတူပါလာတဲ့သူကထွေးကန်ကိုယူသွားပြီးအောက်ဆင်းသွားတယ်ခဏကြာလာတဲ့အခါမှာပြန်တက်လာတယ်ဒီလိုနဲ့ယောဂအကြောင်းတွေမေးအလောက်ကန်အကြောင်းတွေမေးစမိဆက်ရတွေပြောကြရင်တောင်းကြတဲ့အခါမှာဆရာကကဲဒီအိမ်မှာအတိုက်အခိုက်တွေရှိနေပြီဆရာအာရုံရနေတယ်ခြာကြည့်တာပေါ့ထို့တို့ပြောဆိုရင်အိမ်အောက်ကိုဆင်းသွားပါတယ်အိမ်တိုင်အရင်တွေမှန်တယ်များတူးခိုင်းပါတယ်ပထမ3-4တိုင်ဘာမှမတွေ့ရဘူးဒီလိုနဲ့နောက်တိုင်ကိုဆက်သူတော့ဟာဒီမားဆရာဘယ်မှလဲပြစမ်းဆရာကအိုးရှမ်းဘက်ကလေးကိုကင်ပြီးမျက်မှုန်တုပ်ပြီးကြည့်လိုက်တယ်ဗျအတော်ရက်ဆက်တာပဲအိုးချမ်းပေါ်မှာအင်္ဂွက်ဆွဲပြီးတိုက်ထားတာအမေကပြပြတလဲနဲ့ကြည့်လိုက်ပြီးအတော်ထိုက်လန့်နေတယ်နောက်ထပ်တိုင်များရှီအောင်မလားဆိုပြီးထပ်ပြီးတော့ရှာပါတယ်ထိုခါဆရာကလာငါသမီးရှာမနေနဲ့တော့မရှိတော့ပါဘူးအဓိကဒီအင်းပဲမိရှုပ်ပြီးဖြက်စီးပြရမယ်ဒါဆရာတို့တောင်းဝင်ထားဆရာတို့ယူသွားမယ်ကဲအိမ်မော်တက်ကြမယ်ဆေးတွေပေးပြီးမှားစရာရှိတာတွေမှားခဲ့ရအောင်အခုဘာမှမပူနဲ့တော့ဆရာအလုံးလုပ်ပြီးသွားပြီအမေကလည်းဝမ်းသာလို့ပေါ့ကျွန်တော်ရဲ့စိတ်ထဲမှာလည်းအတော်အစွမ်းထက်တဲ့ဆရာတွေပါလားလို့တွေးနေတာဗျကဲငါသမီးဒီစင်ရုပ်ကလေးဟာဆေးပဲဖြက်ဆေးလို့ခေါ်တယ်ဒါလေးကိုဇွန်းနဲ့ရှိပြီးရေနဲ့ဖြော်တော့မနေ့တစ်ချိန်ညတစ်ချိန်ဟုတ်ကဲ့ဆရာပေးတဲ့ဆေးဆိုတာကိုကြည့်လိုက်တော့စင်ရုပ်ကလေးဗျချွေရောင်တွေဖုံးထားတာဒါနဲ့အမေကဆေးကိုတည်တည်ချာချာတိုင်းလိုက်တယ်ပြီးတာနဲ့ဆရာရဲ့အရှိမရိုးသေးထိုင်ပြီးဆရာပညာပူဇော်ကဘယ်လောက်ကြလဲဆရာအမေကမေးလိုက်တာဗျကျွန်တော်တို့ရက်ရွာဆိုတာဆရာတွေဆေးလာကူရင်ဆေးဖို့လို့မတုံးကြပါဘူးပညာပူဇော်ကလို့တုံးကြတာဗျဒါနဲ့ဆရာက2 သိန်းခွဲကြမယ်သမီးအမေကနည်းနည်းမျက်လုံးပြူးသွားတယ်ဒါနဲ့မတိမတာဟန်တင်လိုက်ပြီးဆရာသမီးမငွေသားက2 သိန်းပဲရှိပါတယ်ဆရာအရင်ဆေးကူတာရှိတဲ့ငွေအပြင်နွားဝက်ရောင်းပြီးကုလာခဲ့ရတာဆရာဒီအိမ်လေးကိုလည်းရောင်းထားရပြီမကြခင်မှာလာဖြတ်ယူကြတော့မှာ2 သိန်းပဲလက်ခံပေးလို့ရမလားဆရာရပါတယ်ဆရာတို့ကမြင့်တာသမားတွေပါဒီလိုနဲ့ဆရာတွေပြန်သွားကြတယ်အမေကတော့အဖေတက်တာပြီဆိုပြီးဝမ်းသာနေတာပေါ့ဆေးကိုလည်းဆရာမှားခဲ့တဲ့အတိုင်းနေရောညပါတောက်ပါတယ်3 ရက်မြောက်လဲရောက်ရောအဖေရဲ့ဆေးရဲ့စင်ရုပ်ကလေးဟာမြေမုံတွေကျလာတယ်ဒါနဲ့အဖေကအမေကိုခေါ်လိုက်ပြီးမဆွန်ကြီးလာကြည့်စမ်းပါဦးဆေးကမြေကြီးခဲတွေလားလို့အမေကမြို့ကြောင်ထဲကနေထမင်းရှက်နေနဲ့လှမ်းအောင်လိုက်တယ်ရှင်ကလည်းတောက်နေတာဘယ်နှရက်ရှိနေပြီလဲမြေခဲစရာလားလာပါအသေးချာကြည့်ပါဦးအမေကကြည့်လက်စဟင်းအိုးကိုထင်းပြီးချောလိုက်ပြီးတွားကြည့်လိုက်တယ်ရှင်ကလည်းယောဂပြဖို့တောက်တာအေးအေးဆေးဆေးတောက်တာမဟုတ်ဘူးဆေးကိုပေးခဲ့တဲ့ဆရာတွေကနည်းနည်းရရဆရာတွေမဟုတ်ဘူးအဲ့ဒီကရှင်အမြင်ပဲမဟုတ်လားအေးပါဟာအသေးချာလာကြည့်စမ်းပါဦးအသေးချာကြည့်လိုက်တဲ့အခါဟုတ်တယ်ဗျချွန့်ကိုစင်ရုပ်လုပ်ပြီးရွှေချထားတာကနည်းနည်းထူတယ်ဒါကြောင့်စားတော့ကမြေမုံတွေမကြလာတာပေါ့အမေကတိတ်တင်တဲ့ပုံမရသေးဘူးဗျပေးစမ်းငါစမ်းကြည့်ရမယ်ပြောဆူဆူနဲ့အမေကစင်ရုပ်ကလေးကိုထိုင်နေတဲ့ခုံဆောင်နဲ့အတာထိုးကြည့်လိုက်တယ်ဟောကွဲသွားပြီစင်ရုပ်ကအမာနဲ့အထိမခံဘူးပေါ့ဗျာချက်ချင်းကျိုးပဲ့သွားတာဗျကျွန်တော်အားလုံးကြည့်လိုက်တဲ့အခါမှာစင်ရုပ်အတွင်းကမြေကြီးခဲတွေဗျချုံနဲ့လှုပ်ထားတာတေချာပြီပေါ့ဗျာအလိန်ခံလိုက်ရတာအမေကတော့ငိုအားထက်ကြည်အားတန်ဆိုလို့ရည်နေကြတာပေါ့ဗျာဒီအကြောင်းတွေကိုဗတ်ထက်ကလူတွေကိုတော့ဘယ်သူမှမပြောဘူးပေါ့ဗျာပြောရင်ကိုယ့်ကိုအားတယ်ဆိုတာလူတိမှဆိုလို့ပေါ့ဗျာကျုပ်ကလည်းဘယ်သူမှမပြောပါဘူးအခုနားထောင်နေတဲ့ခမရတို့ကလွဲရင်ပေါ့ရက်ရွာတွေရဲ့အားနည်းချက်ကတော့ဒါပဲဗျကိုအလိန်ခံရရင်တော့မဘယ်သူမှပြောတာမဟုတ်ဘူးဒါကြောင့်လဲတအိမ်ပြီးတအိမ်တရွာပြီးတရွာလိန်လို့ရတာပေါ့ဗျာလူရင်းကိုပြောကြပါစို့ကျွန်တော်ရဲ့အဖေဟာတက်တာလိုက်ပြန်ဖြစ်လိုက်နဲ့အိမ်နွားဝက်လဲအားလုံးကုန်နေပြီဗျကျန်တာဆိုလို့လေယာနဲ့အကျွေးတွေပဲယောဂကလည်းဖြစ်နေတာကများနေတယ်ဒီလိုနဲ့တရက်ကြတော့သတင်းတစ်ခုရတယ်အင်းဆောင်ရွာနဲ့2 ရွာအကျော်မှာအထက်ဆရာကြီးတွေရောက်နေတယ်အဲ့ရွာကလက်ပတ်ပင်ရွာမှာရှိတဲ့သူတွေသူမတွေစီကိုအလဲလာရဲနဲ့ရောက်လာတာလို့ပြောတယ်အမေကလည်းနောက်ဆုံးမျှော်လင့်ချက်နဲ့ဆရာကိုပင့်ဖို့ကျွန်တော်ကိုခိုင်းလိုက်တယ်ကျွန်တော်ကလည်းတောက်စိတ်တွေကိုဖျောက်ပြီးညကြီးမင်းကြီးမှာတော်လန်ကလေးကနေပြီးတော့မှတွားပင့်ခဲ့တယ်ညတွင်ချင်းပဲဆရာကလိုက်လာတယ်နံပြီကတော့ဆရာမြိုင်နဲ့ဗျစူးချတဲ့မျက်လုံးတွေနဲ့နှခမ်းပွေးတဆဆနဲ့ပေါ့ဗျာကျွန်တော်ဖြစ်ရင်ကြည့်ရင်ကြည်ညိုတယ်လို့တောက်တယ်လို့ဖြစ်လာမိတယ်မဖြစ်လို့လည်းမရဘူးလေအရင်ကထိထားတာမဟုတ်လား
အိမ်ကိုလည်းရောက်ရောအဖေရဲ့ကရင်ဘေးနားမှာနေရာယူလိုက်တယ်သူ့ရဲ့လွယ်အိတ်ထဲကအစီရင်မှန်တစ်ချက်ကိုလည်းထောက်လိုက်တယ်အဖေရဲ့နှစ်ဖူးလေးကိုစမ်းကြည့်လိုက်ပြီးမျက်မှောင်ကျုပ်လိုက်တယ်ဗျဒါကတာမန်ပြူစားတာမဟုတ်ဘူးတင်မင်းတမန်တွေးဆောင်အင်းနဲ့တေအောင်ပြူစားထားတာပဲနောက်ကျရင်အသက်ပါဆောင်းဆုံးရလိမ့်မယ်ဆရာကြီးဟာမှန်တစ်ချက်ကိုကင်ပြီးမန်နန်ကိုရွတ်လိုက်တယ်မကြခင်မှာပဲမှန်ထဲကသပင်ဖွာလျက်နဲ့မိမကြီးရုတ်တရက်ပေါ်လာတယ်ကြောက်ဆရာကြီးပါဗျာဆရာကတော့ဘ ᱹ ကိုမှပေးမကြည့်ဘူးဗျမှန်ကိုတူးဘက်ကိုထောင်ကြည့်နေတာကျွန်တော်ကမျက်စောင်းထိုးကြည့်လို့ရနေရဆိုတော့မြင်လိုက်တာပေါ့ဗျာဆရာကအတန်ကြာကြည့်ပြီးခေါင်းကိုတစ်ဆက်ဆက်ညှိလိုက်တယ်ပြီးမှအစီရင်လောက်ထားတဲ့ရေစင်ကိုမန်နန်ရွတ်ဖတ်ပြီးတော့အဖေရဲ့ကိုယ်ပေါ်ကိုပတ်ဖြန်းလိုက်တယ်ပူတယ်လှုပ်ပေးကြပါအဖေရဲ့အတန်ကမကောင်းဆိုးဝါးအတန်ကြီးလိုဆူရှားနဲ့អော်နေတာဗျဆရာကအင်းတစ်ချက်ကိုထောက်လိုက်တယ်မန်နန်ရွတ်ဖတ်ပြီးអော်နေတဲ့အဖေရဲ့နှစ်ဖူးမှာကပ်ပေးလိုက်တယ်ပူတယ်မင်းပါလာနှောက်ရှက်တာလဲအဖေကအဲ့လိုပြောပြီးငြိမ်ကျပ်သွားတယ်ဗျအဖေရဲ့ကိုယ်ထဲမှာအမဲရောင်အခိုးငွေ့တွေဟာဘုံကနေထွက်ခွာသွားတယ်အတန်ကလေးလိုက်သွားလို့ပဲဗျဆွငင်နဲ့ပြေးသွားတာရွာထဲကခွေးတွေကလည်းပူပြီးတော့ဟောင်နေကြတာမှအကြီးကျယ်ပဲညအချိန်ဆိုတော့အတိုင်းတိုင်းကြားနေရတယ်ကျွန်တော်တို့အိမ်ကရွာရဲ့တောင်ဘက်ကျတယ်တအိမ်နဲ့တအိမ်ကလည်းလူတအော်စာလောက်ကွာတယ်အတန်ကြတော့ကျွန်တော်ရဲ့အဖေကသတိရလာတယ်ဆရာမြိုင်ကကြောက်ရဲ့အဖေဦးမြိုင်ကိုသတိပေးတယ်မောင်မြိုင်မင်းကိုပြူစားတဲ့အောက်လန်းဆရာကအတော်အစွမ်းကြီးတယ်ငါကအခုမောင်းထုတ်လိုက်ပင်မဲ့မင်းကန်နေရင်နိုင်တယ်လို့သူကလာပြီးနှောက်ရှက်နေအောင်ပါပဲဒီတော့မင်းအသက်ဘေးကလွတ်ရှင်နေဆိုရင်တော့တရဏဘောင်ထဲကိုဝင်ပြီးယဟန်ဝစ်လိုက်မှရမယ်ဆရာမြိုင်ကအခုလိုမှားကြပြီးပြန်မယ်လို့တော့အမေကဆရာညံပူဇော်ကဘလောက်ကြလဲဆရာအမေကအဲ့လိုမေးတော့ဆရာကလက်ကပြပြီးပြုံးနေဗျမလိုပါဘူးငါသမီးရဲ့ဆရာကပဏယတာရမီတွေကိုကဲတင်ဖို့အထက်ဆရာကြီးတွေစီမှာပညာသင်ယူပြီးနေလှည့်ပြီးတော့စေကုသပေးနေရပါကွယ်ဒါဖြစ်ရင်ဆရာမနက်စာအဲ့ခံပြစီညစာရောဆရာစားပြီးပြီလားညစာတော့ဆရာမစားဘူးချောင်းတယ်ဒါဖြစ်ရင်ဆရာမနက်စာကိုအဲ့ခံပြစီညလည်းနှက်ပြီဆိုတော့ဒီမှာပဲအိတ်သွားပါဆရာဆရာကမအိတ်ရှင်ပင်မဲ့အမေကအဲ့ခံကျွေးမွေးနေတာကြောင့်ဆရာလည်းမငင်းတာတော့ပဲနဲ့အိမ်မှာအိတ်ဖြစ်သွားတယ်အမေကဖျားဦးစင်ရှိမှထောင်ထားတဲ့နှိဖျကလေးကိုခင်းလိုက်တယ်ပြီးတော့အညာဆောင်တဲ့ခေါင်းကလေးကိုရှောက်ပေးလိုက်တယ်ဆရာကမအိတ်ခင်ယူနေချလေးတောက်ပြီး900 100ကိုရာစားနေတယ်အမေကအနားကိုလက်ထိုင်ပြီးဆရာကိုပြောပြတယ်ဆရာလာမကုခင်ကအရင်ဆရာအမျိုးမျိုးနဲ့ကုခဲ့ပါတယ်ပတ်စံတွေလည်းကုန်လိုက်တာမှမနေမနှောပါပဲအဲ့ထဲမှာဆရာအလိန်နဲ့တိုးခဲ့ပါတယ်ငွေ2 သိန်းခွဲတောင်းတာ2 သိန်းပဲရှိလို့2 သိန်းပဲပေးလိုက်ပါတယ်လိန်နေဆိုတာကတော့3 ရက်လောက်နေမှသိရတာပါဆရာကမျက်ခုံးကိုပင့်လိုက်ပြီးအာမေဒိတ်တံထွက်ပေါ်လာတယ်ဘလို့အလိန်ခံရတာလဲအစကလိန်နေတာမသိဘူးလားမသိပါဘူးဆရာကြီးရဲ့သူလိန်နာကပြီးရလုံးလို့ယုံမိပါတယ်ဆရာကြီးကိုပြောပြရတာလဲဆရာကြီးက9ရက်သားသမီးတွေကိုကဲတင်ပြီးပြောပြတဲ့နဲ့သူထင်လို့ပါပြီးတော့ဆရာကြီးများသိမလားလို့ပါဟုတ်ပါပြီဘလို့စားဖြစ်တာလဲဆိုတော့ပြောပါဦးဒီလိုပါဆရာကြီးကျမယောက်ျားမတက်တာလို့အစွမ်းထက်တဲ့ဆရာတရင်ရတာနဲ့ခြာပင့်ရင်ခုတာတနေ့တော့လူ2 ယောက်ရောက်လာတယ်အိမ်လဲရောက်ရောယောဂအရှင်တွေကိုစစ်မေးပြီးစီတပြားတိုက်တယ်တအောက်လောက်နေတော့ထိုးအံတယ်အသားစားတွေသပင်တွေကျမဖြစ်အံ့ဩသွားတာပဲကျမယောက်ျားတော့တက်တာပြီလို့ထင်ထားတာဒါနဲ့သူ့လူတယောက်ကအံထားတဲ့အပင်းတွေကိုဆင်းမြုပ်တယ်အပေါ်ပြန်တက်လာပြီးတအောက်လောက်ကြတော့အိမ်မတန့်ဘူးဆိုပြီးဆင်းရှာတယ်တိုင်တွေကိုတူးခိုင်းတယ်တိုင်တွေကိုတူးကြည့်တော့ဦးချမ်းဘက်မှာအင်းတွေကိုတွေးရတယ်ဒါနဲ့အတိုက်အခိုက်တွေလွတ်ပြီးဆိုပြီးဝမ်းတာနေတာပေါ့ဆရာကစေးတောက်ဖို့ဆိုပြီးတော့စင်ချွတ်ရုပ်ကလေးကိုရွှေချပြီးပေးခဲ့တယ်ပထမကတော့ချွတ်မှမသိဘူးပေါ့3 ရက်လောက်ရှစ်ပြီးတောက်တော့မြေမောက်တွေထွက်ကြလာတာပါပဲဆရာကြီးရဲ့ဒီလိုပြောလိုက်တော့ဆရာကြီးဟာရည်တယ်ဗျရည်တာမှအာရပါရကိုရည်နေတာငါသမီးတို့ကတကယ်လူလိန်ဆရာနဲ့တွေ့ခဲ့ကြတာကိုစေးတောက်ပြီးအသားစားတွေသပင်စားတွေအန်တယ်ဆိုတာကမင်းရဲ့အဆုပ်ကိုသပင်မွေးတွေထည့်ပြီးတေးသွားအောင်နေကြောက်လှမ်းထားရတာနေကြောက်လှမ်းထားတဲ့မင်းရဲ့အဆုပ်ကိုစေးဆိုပြီးတိုက်တော့ရေနဲ့ထိဝမ်းထဲလဲရောက်ကိုပွားတက်လာတာပေါ့ဒါနဲ့အန်ချလိုက်တာသပင်တွေအသားစားတွေပါလာတာပေါ့ဟိုအင်းတွေ့တယ်ဆိုတာကတော့လွယ်ပါတယ်ထွေးအံကိုဆင်းမြုပ်နေတဲ့အချိန်
မတိမတာမြုပ်လိုက်တာနေမှာပေါ့ဆရာမြိုင်ရှင်းပြမှပဲကျွန်တော်တို့သားအမိဟာသဘောပေါက်သွားတာဗျအမေကတော့ပတ်စံ2သိန်းကိုနှမျောတာပေါ့ဗျာဘယ်မနှမျောပဲရှိပါမလဲဗျာအခက်ကငွေ2သိန်းဆိုတာခိုင်တော့တစ်ရှင်လောက်ရတာလေဗျာကျွန်တော်တို့ရဲ့မုံမိုးဆိုတာ930အများဆုံးပဲဗျတာရေးနိုင်ရေးဆိုရင်လည်းငွေထောင်ဆိုရင်သမိသားစုံတွားလို့ရတယ်ဗျနောက်တစ်နေ့ရောက်တော့အဖေဟာတက်တာသွားတယ်ဆရာကြီးကလည်းမနက်စာကျွေးမွေးအခန့်ပြီးကျွေးသူတင်မဆုံးဖြစ်နေတာပေါ့ဆရာကြီးကမနက်စာစားပြီးပြန်သွားတယ်အဖေကတော့ဆရာမှားခဲ့တဲ့အတိုင်းတရဏပေါင်ထဲကိုဝင်သွားတာပေါ့ဖေးအတွက်ဝမ်းမြောက်တော့လဲမိသားစုပြိုကွဲသွားတာကြောင့်ဝမ်းနေရတာပေါ့ဗျာကျွန်တော်7နှစ်သားအရွယ်မောင်ပိုင်ရဲ့စိတ်ထဲမှာထိုအဖြစ်ပြဟာကြီးမားတဲ့ဒဏ်ရာကြီးဖြစ်ခဲ့တာပေါ့ဗျာဒါကြောင့်ကျွန်တော်စဉ်းစားတယ်ငါတို့မိသားစုတွေဘာအပြစ်မှမရှိပဲဒုက္ခပေးခဲ့တဲ့အောက်လန်းပညာဆိုတာဘာလဲမကောင်းဆုံးဝါဆိုတာဘာလဲငါအဖေကိုအတင်းအကျပ်တာနာဖောင်ထဲကိုဝင်အောင်လုပ်ခဲ့တာဘာလဲဒီအရာတွေကိုငါကိုယ်တိုင်နှိမ်နှင်းမယ်လို့တန်ထိုက်ထန်ချလိုက်ပါတော့တယ်ကျွန်တော်7နှစ်သားအရွယ်ကိုရောက်တဲ့အခါအမေဖြစ်သူကိုဖွင့်တောင်းပြီးလောကီပညာရပ်တွေကိုသင်ယူဖို့အမေကိုကြော့ပြီးရွာကထွက်ခဲ့ပါတယ်အဖေကိုစေကူတာပေးခဲ့တဲ့ဆရာမြိုင်စီမှာ3နှစ်အရှိခံအင်းအိုင်မန္တန်များနဲ့ဗုဒ္ဓဝေဒပညာရပ်ကိုသင်ယူခဲ့ပါတယ်ထို့နောက်တောင်တန်းကြီးတွေရှိရာကရင်ပြည်နယ်ရှမ်းပြည်နယ်အထက်မြန်မာပြည်ကတောနက်တွေထဲမှာကွယ်ပြောက်လူနေပါဖြစ်နေတဲ့အထက်လန်းကံဖန်းဆရာကြီးများယတိအများကြီးထံမှာပညာကို10စုနှစ်ကြာအောင်အသက်ဆွန့်ပြီးတော့ရှာဖွေသင်ယူခဲ့ပါတယ်နှစ်ပေါင်းများစွာကြာပြီးနောက်မောင်ပိုင်ဆိုတဲ့အကောင်ကလေးဟာမရှိတော့ပဲဆူချတော့မျက်လုံးတင်ငိမ်သောအမူအရာနဲ့မကောင်းဆိုးဝါးမှန်သမျှတုံ့နှုတ်စေမဲ့အစွမ်းထက်တဲ့ဆရာပိုင်အဖြစ်လောကထဲကိုပြန်လည်ရောက်ရှိလာခဲ့ပြီဆရာပိုင်ရဲ့လက်ထဲမှာအောက်လန်းတွေကိုနှိမ်နှင်းမဲ့မဟုရဒုက္ခတစ်ချောင်းနဲ့စောင်းကဝေများကိုရှေ့မှုန်းနိုင်မဲ့အစီရင်များလဲအသင့်ချိနေခဲ့ရှိပြီဟုတ်ကဲ့မိတ်ဆွေများခင်ဗျာအခုပြပြပေးသွားတဲ့ဇလံကလေးကတော့ဆရာပိုင်ရဲ့ဘဝအစဆိုတဲ့ဖြစ်ရမှန်ကိုအခြေခံပြီးတော့ရေးသားထားတဲ့ဇလံကလေးပဲဖြစ်ပါတယ်ဒီဆုံးအောင်နောက်ထောင်ပေးတဲ့မိတ်ဆွေများကိုကျေးဇူးအထူးနှမတင်ပါတယ်ခင်ဗျာနောက်အပိုက်မှာတော့ဆရာပိုင်နဲ့လူသားစားတစ်ပင်ဆိုတဲ့ဇလံကလေးကိုတင်ဆက်ပေးဖို့ရှိပါတယ်စောင့်မျှော်အားပေးကြပါဦးခင်ဗျာအခုလိုမျိုးစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုလက်မလွတ်တမ်းကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့မှ support ပေးခလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုပိုင်စိုးပဲဖြစ်ပါတယ်ခင်ဗျာ